မင်္ဂလာပါရှင်ပြဿနာစတီး YC အကောင့်ထဲသို့ KP ပြင်းငွေသွင်းနည်းကိုရှင်းပြပေးပါမယ်အရင်ဆုံးပတ်စံအိတ်ကိုနေလိုက်ပါငွေဖြည့်မီကိုနေလိုက်ပါညီမက KP နဲ့ငွေဖြည့်နည်းကိုရှင်းပြပေးပါမယ်မိမိငွေလဲလို့တော့ပမာဏကိုထည့်သွင်းပေးပါနောက်တစ်ဆင့်ကိုနေလိုက်ပါမိမိငွေလဲပေးရမယ့် KP နံပါတ်ပေါ်လာပါတယ်ဒီနံပါတ်ကအပြောင်းလဲရှိနိုင်တော့ကြောင့်ငွေလဲမဲ့အချိန်တိုင်းကိန်းထဲသို့ဝင်ကြည့်ပေးပါရှင်ကူးယူမီကိုနေလိုက်ပါမိမိရဲ့ KP အကောင့်ထဲသို့ဝင်ပေးပါရှင်ငွေလဲမီကိုနေလိုက်ပါခုနကကူးထားတဲ့ဖုန်းနံပါတ်ကိုထည့်သွင်းပေးပါမိမိငွေလဲပေးမဲ့ငွေပမာဏကိုမှန်ကန်စွာထည့်သွင်းပေးပါ KP ပင်ကိုလက်ဝတ်နံပါတ်ကိုထည့်သွင်းပေးပါရှင်မှတ်တမ်းထဲကိုဝင်ပြီးလောက်ဆောင်မှုနံပါတ်နောက်ဆုံး6လုံးကိုမှတ်သားပေးပါရှင်ဒီမှာဆိုရင်နောက်ဆုံး6လုံးက9696ဖြစ်ပါတယ်ကိန်းထဲသို့ပြန်ဝင်ပါရှင်လောက်ဆောင်မှုအမှတ်စဉ်နေရာမှာခုနကမှတ်ထားတဲ့နောက်ဆုံး6လုံးကိုထည့်သွင်းပေးပါရှင်တင်ပြမီကိုနေလိုက်ပါမိမိရဲ့အကောင့်ထဲသို့ငွေမရောက်ရှိပါက9မိနစ်10မိနစ်ခန့်စောင့်ဆိုင်းပေးပါရှင်အခုဆိုရင်ညီမရဲ့အကောင့်ထဲကိုငွေရောက်နေပါပြီရှင်မှတ်တမ်းဆိုတဲ့နေရာမှာမိမိတို့ရဲ့ငွေဖြည့်ငွေထော့ခြင်းတွေကိုကြည့်ရှုနိုင်ပါတယ်